အားလုံးပဲမင်္ဂလာကအန်တီကီကွန်ပျူတာမှာကြိုဆိုပါတယ်ဒီကောင်က Dell N5110 လက်တော်လေးပေါ့နော်ဟိုက CPU ပန်းမလဲပဲနဲ့အဲဒါဟို CPU ပေါ့ CPU ဖိတလာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဖန်ကိုပြင်ကိုထုတ်ပြီးတော့ပြင်မှာလဲလားမလဲလားစက်ကြီးမှာဖြစ်ပါတယ်နော်အပြင်မှာကိုရီကြွေးကြီးတဲ့အခါတော့ဖန်လက်တာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်တော့ပုတ်ကြောပေါ့နော်ကျွန်တော်တို့ပုတ်ကိုတစ်ချက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဖန်ကွန်နက်တာမှာဘူဒီထောက်ကြည့်တဲ့ခါမှာတော့သူကပါဝါဘူဒီက5ဘူကပျောက်နေရပါနော်ဒီ control body 3.3ဘူကရှိနေတယ်ပါဝါလိုက်ရတော့ပျောက်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဖန်ကို control လုပ်တဲ့ control IC ပေါ့နော်အဲ့ဒီကောင်ကိုတစ်ချက်ကြည့်မှာဖြစ်ပါတယ်ဒါကတော့ပါပေါ့နော်သူက fan controller ပေါ့နော်ဒီ fan controller U2802 လို့ခေါ်တာပေါ့နော်ဒီမှာကဒီ pin number 2 V ရှိမယ်ဒါ pin number 3 VO ရှိပါနော် output ကိုလေးပေါ့နော်ဒါ fan VCC ဆိုတော့ fan ကိုcross သွားတယ်ကောင်ပေါ့နော် fan ကို supply သွားတယ်ကောင်ဒါဒီ fan 1 data ဆိုတဲ့ BSC ရှိပါနော်ဒီ U2802 ဆိုတဲ့ဒီ fan controller ကိုကျွန်တော်တို့ဟိုပူကြည့်မှာဖြစ်ပါတယ်နော်ဖန်ကွန်ထရိုလာရဲ့ pin number 2မှာ fin ပေါ့နော်5ဘူးရောက်တယ်နောက်တစ်ခုဒါ pin number 3ပေါ့နော် fin output မှာတော့ဘူရီမရှိဘူးပေါ့နောက် pin number 4မှာဒီတက်ပေါ့နော်ဒီတက်ဘူရီမှာ3.3ဘူးကြောက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ fan controller မကောင်းတာပေါ့နော်ကျွန်တော်တို့ fan controller ကိုလဲမှာဖြစ်ပါတယ်နော်ဆိုရင်တော့ကျွန်တော်တို့ဒီ fan controller လဲပြီးတော့ကျွန်တော်တစ်ချက်စမ်းကြည့်မှာဖြစ်ပါတယ်နော်ဆိုရင်တော့ CPU ပန်းမလဲတဲ့လက်တော့လေး OK သွားပြီပေါ့နော်